မင်္ဂလာပါရှင်ဒီ Premier Service မှာကြိုဆိုပါရစေ။ဝန်ချုပ်ခြင်းအကြောင်းကိုပြောပြချင်ပါတယ်ရှင်။ကျွန်မတော့ဒေါက်တာနန်ဘူးအီဂျမိုးဖြစ်ပါတယ်။ဝန်ချုပ်တယ်ဆိုတာကြတော့ဦးလန်းချောင်းလှုပ်ရှားမှုနည်းလို့ဖြစ်လာတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်ပေါ့နော်။ဝန်ချုပ်တာကိုဆေးပညာအခေါ်ပေါ်နဲ့ constipation လို့ခေါ်ပါတယ်။ဝန်ချုပ်တယ်လို့ဘယ်ချိန်မှာသတ်မှတ်လဲဆိုရင်တစ်ပတ်မှာ3ချိန်အောက်ပဲဝန်သွားတာကိုဝန်ချုပ်တယ်လို့သတ်မှတ်တယ်ပေါ့နော်။ဝန်ချုပ်ခြင်းရဲ့လက္ခဏာတွေကဘာတွေဖြစ်နိုင်လဲပေါ့နော်။ဝန်ချုပ်ပြီဆိုလို့ရှိရင်ဝန်သွားရခက်ခဲမယ်ဝန်မာမယ်ပေါ့နော်ပြီးတော့ဝန်ဘိုက်မှာဘိုက်အောင်တာဘိုက်ကဲတာတွေဖြစ်တတ်တယ်တပတ်မှာ3ချိန်အောက်ပဲဝန်သွားမယ်ပေါ့နော်တခါတရံဆိုလို့ရှိရင်เนาะဒီဝန်ကြံတယ်လို့ခံစားရမယ်ဝန်နဲ့သွေးပါတယ်ပေါ့နော်ဒါမျိုးလက္ခဏာတွေခံစားရတတ်ပါတယ်ဝန်ချုပ်တာဘာကြောင့်ဖြစ်တယ်လဲပေါ့နော်ဝန်ချုပ်တာဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ရေဓာတ်နဲ့အမြင့်ဓာတ်လုံလောက်စွာမရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုဝန်လာရင်လာတာတချို့ဟော်မုန်းပြဿနာပေါ့ဥပမာဆိုလို့ရှိရင် thyroid ဟော်မုန်းနေတာမျိုးပေါ့ဒါမျိုးကြောင့်လည်းဝန်ချုပ်တတ်တယ်ဒီစအိုကွဲနာရှိတာကြောင့်မလို့လည်းဝန်ချုပ်တတ်တယ်ပေါ့နော်တချို့ယောဂါတွေဖြစ်တဲ့ဒီကင်ဆာယောဂါပေါ့နော်အစာဟောင်းအိမ်ကင်ဆာတို့ဥမကြီးကင်ဆာတို့ဒါမျိုးတွေကြောင့်လည်းဝန်ချုပ်တတ်တယ်စိတ်ဖိစီးမှုကြောင့်မလို့လည်းဝန်ချုပ်တတ်ပါတယ်ရှင်ဝန်ချုပ်ခြင်းကိုဘယ်လိုကာကွယ်လို့ရမလဲပေါ့နော်ဝန်ချုပ်ခြင်းမဖြစ်အောင်လို့ရေဓာတ်ကိုလုံလောက်စွာတောက်ပေးရမယ်ပေါ့နော်ရေများများတောက်ရမယ်အမြင့်ဓာတ်ကိုလည်းလုံလောက်စားပေးရပါမယ်အသီးအရွက်တွေကိုများများစားပေးရမယ်ပေါ့နော်ဒါမျိုးတွေလုပ်ပေးလို့ရတယ်ပုံမှန်လမ်းလျှောက်ရမယ်ပေါ့နော်ဒီကိုလက်လှုပ်ရှားမှုရှိမှသာဦးလန်းချောင်းလှုပ်ရှားမှုကောင်းမွန်ပြီးတော့မှဝန်ချုပ်ခြင်းကိုကာကွယ်နိုင်ပါတယ်ရှင်ဒီလို lifestyle တွေပြောင်းလို့မှဝန်ချုပ်ခြင်းကမတက်တာဘူးဆိုလို့ရှင်เนาะဆရာဝန်ညွှန်ကြားချက်နဲ့ဝန်ပြော့စေတောက်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်